မင်္ဂလာပါပြည်သူ့တန်သတင်းဌာနရဲ့2026ခုနှစ်ဇွန်လ15ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တွေခရိုင်တွေက9နှစ်ယောက်ကလေးတွေကိုအာရကပြည်သူ့ကျန်းမာရေးဌာနကကာကွယ်ဆေးတွေအခမဲ့ထိုးပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်စစ်တွေခရိုင်ရသေ့တောင်မြို့နယ်တွေက9နှစ်ယောက်ကလေးတွေကိုအာရကပြည်သူ့ကျန်းမာရေးဌာနကအခုရက်ပိုင်းထဲမှာကာကွယ်ဆေးတွေအခမဲ့ထိုးပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။အာရကပြည်သူ့ကျန်းမာရေးဌာနကဝန်ထမ်းတွေဟာရသေ့တောင်မြို့နယ်တွေကကြေးရွာပေါင်း10ကျော်ကိုကွင်းစင်းပြီးအသက်6လကနေ9နှစ်အရွယ်ကလေးငယ်တွေကိုဝက်သက်နဲ့ဂျိုက်တိုးယောဂကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ကျန်းမာရေးဝန်ထမ်းတို့ကပြောပါတယ်။သူဆက်ပြောပြတာကအာရကပြည်သူ့ကျန်းမာရေးဌာနဟာရသေ့တောင်မြို့နယ်တွေကကလေးတွေကိုကာကွယ်ဆေးထိုးပေးနေတာဟာပြီးခဲ့တဲ့2025ခုနှစ်နိုဝင်ဘာလကတည်းကဖြစ်ပြီးအခုဆို17မအကြိမ်ထိရှိလာပြီဖြစ်ပါတယ်။အာရကတပ်တော် AA နေတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေကိုပြီးခဲ့တဲ့2023ခုနှစ်ကစပြီးမြို့သိမ်းတိုက်ပွဲတွေပြုလုပ်ခဲ့လို့ကိုဝန်ဆောင်မျိုးသမီးတွေနဲ့ကလေးတွေဟာကာကွယ်ဆေးထိုးခွင့်မရဘဲတစ်နှစ်လောက်ကြာခဲ့ပါတယ်။လက်ရှိမှာအာရကပြည်သူ့ကျန်းမာရေးဌာနဟာပလဲဝမြို့နယ်အပါအဝင်စစ်တွေမောင်တော်မြောက်ဦးမင်းပြားတောင်ကုန်းနဲ့ကြောက်ဖြူခရိုင်တွေကကိုဝန်ဆောင်မိခင်တွေနဲ့ကလေးတွေကိုလူမျိုးဘာသာမခွဲခြားဘဲစင်စစ်မပြတ်ကာကွယ်ဆေးတွေအခမဲ့ထိုးပေးနေတယ်လို့သိရပါတယ်ခင်ဗျာပြည်သူ့တန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ